မင်္ဂလာပါကျွန်တော်နာမည်က People Post ဆွေပြောရတယ်ဒီဗီဒီယိုမှာတော့ကျွန်တော် cave လေးရောက်နေရပေါ့နော်ဒီ cave ကကျွန်တော်တို့ part 1တော့ part 3တော့ဟာလေးပေါ့နော်ကျွန်တော်ဒီမှာထည့်ထူးထားတဲ့ဒီ3ခုရှိတယ်ကျွန်တော်ဒီ cave ကိုအဓိကသွားမယ်ကျွန်တော် surprise တစ်ခုရှိပါတယ်တော့မကြည့်နဲ့ကျွန်တော်မနေ့ရောက်တူးထားတာအိုးမြွားထားတာဒီမှာကျွန်တော် diamond နေရပါတယ်diamond နေဘယ်လိုတော့လဲဆိုတော့တတုံးနှစ်တုံးသုံးတုံးလေးတုံးငါးတုံး6တုံး9တုံး10တုံး9တုံးကျွန်တော်9တုံးwait 10တုံးအိုးကျွန်တော်10တုံးလောက်ရတယ်ပေါ့နော်ဒီ10တုံးနဲ့ကျွန်တော် access သွားလုပ်ပါမယ်ဟုတ်ပါတယ်ကျွန်တော်မလဲမလားကျွန်တော်ပြီးလို့ရှိရင်ခုနကတွေ့ခဲ့တဲ့အပေါက်ကြီးရတာဘယ်တော့မဟုတ်ပါဘူးcave အကြီးတစ်ခုပါကျွန်တော်အဲ့ကိုဆင်းပြီးတော့ဂိုးတွေလည်းရှာလိုက်တယ်ဒါတော့ကျွန်တော်အချိန်ကြာလို့မှအပေါ်နေဟိုးအောက်အဲ့လိုဆင်းလာလေးပေါ့နော်ဒါပေမဲ့တက်ရင်တော့အချိန်ကတော့တအားကြာပါတယ်โอเคအဲ့တော့ကျွန်တော်ဒီမှာဒါ diamond ink craft မယ်လို့ရှိရင်ကျွန်တော် sword craft မှာ craft မယ်ဒီ sword နဲ့ရတယ်ပေါ့နော်ဒီတော့ကျွန်တော်ဒါလေးကိုချုပ်တယ်ဟေးအဲ့ကျွန်တော်ရပြီပြီးရင်ကျွန်တော်ပြရရှိတယ်ဒီနားမှာကျွန်တော်ဘာဖြစ်လို့တူးထားလဲဆိုလမ်းလေးဖောက်ပါမယ်လမ်းဖောက်ဖို့လည်းကျွန်တော် stone တွေရှိတာဆိုတော့ကျွန်တော်ပြပါမယ် stone တွေရှိလားမရှိလားဆိုကျွန်တော်ပြပါမယ်ဘာကြည့်လိုက်ပါကျွန်တော်ဒီအား diamond ဟိုပါပေါ့နော်ကျွန်တော် diamond ဟိုပါပြပြီးတော့ကျွန်တော်တူးလိုက်ပြီးရင်ဒီမှာ gold ပြီးရင်ဒီမှာ stone ပြီးရင်ဒီမှာ deep slate ပြီးရင် iron ကျွန်တော် gold တွေလည်းနဲ့ sorry ကျွန်တော်ဂိုးတွေလည်းဂိုး34တောင်တူးတာတော့ကျွန်တော် stone ထဲမှာဒါယူမယ်ပြီးရင်ဒါတစ်ခုယူမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ခင်းမယ်ပေါ့နော်ဒါနဲ့ stack လောက်ယူလိုက်ပြီးတော့ကျွန်တော်ပြီးလုပ်လိုက်တာအကုန်ပြီးပါပါပြီအခုကျွန်တော် farming ထိုင်လုပ်ပါမယ်ကျွန်တော်နည်းနည်းလေးလုပ်နေပါလို့တော့တောင်းပါ okay farming ဒီတော့ရပြီစကားတွေလည်းရပြီကျွန်တော်inventory မတိinventory ခေအဲ့တော့ကျွန်တော်စကားကတော့ရိတ်လို့ပြီးသွားပြီဒီဘက် channel အဲ့တော့ဒီနေ့ဗီဒီယိုမှာအဲ့ဒါလုံးမှာမဟုတ်ပါဘူးလမ်းနေလည်းမခင်းဘူးစကားလေးမြည်ဒီနေ့ဗီဒီယိုမှာတော့ဒီကောင်နေကကျွန်တော်ကိုအိမ်လေးရတဲ့အရင်သေးလို့နေတယ်ကြီးတာကိုစားတယ် bro မဟုတ်ပါဘူးဗျာဒီအိမ်ကကျွန်တော်ဘောမှာတက်မှာအလားဆုံးအိမ်ကျွန်တော်ခံယူထားတယ်ပေါ့နော်အဲ့တော့ရပါတယ်ကျွန်တော်ပြည့်ရပြောကျွန်တော်လေးစောက်ယူပါတယ်နောက်တော့ဒီအိမ်လေးကိုအရင်ကျွန်တော်ဖြိုလိုက်မယ်ပြီးရင်အိမ်အသစ်လေးကျွန်တော်စောက်ပါမယ်အိမ်အသစ်ကိုကြတော့ကျွန်တော်ဘိုးတွေသွားခုံမယ်ပြီးရင်ရောတဲ့ပစ္စည်းတွေဒီချက်ဆဲမှာကျွန်တော်ထားပါမယ်โอเคအဲ့တော့ let's start Okay guys, so I am finished. Sorry for my nick. I will show you me new house. Okay guys, so see you in next video. Like and subscribe to my channel. DY bye guys.